စိတ်ကိုငတ်နေမှသိလို့ဟုတ်ပါပြီငတ်တယ်ငတ်တယ် ငတ်ဖို့တတိလေးပဲလန့်ပြီးတာကျန်တဲ့ဟိုဆက်လီကတော့အားနာလို့လက်ရှောင်တာ ကျန်တဲ့ဆယ်လီကြတော့အားနာတယ်ကိုကိုကြတော့သူကပြောလို့ရတယ်ငါပြောမယ်ဆိုတဲ့အထာနဲ့ကွာသိရမလားအဲ့ဒါဘာကြောင့်လဲပြောပြမယ် ပေါ့နော်ငါတော့ကိုတိုင်းလည်းဒီဒုက္ခကိုခံစားနေရတယ်ကိုနဲ့အတူလည်းဘေးမှာလူတွေအများကြီးခံစားနေပြတဲ့21ရက်နေ့ငလင်လုံးမဲ့ကိစ္စဆိုလဲမဟုတ်တိုင်းတော့အဲ့စပြောတဲ့ကောင်နဲ့နင်းနဲ့လိုးလေညမလိုက်ခဲ့လေ3 sum မယ် ဒီနောက်6ကိုပစားကိုတယောက်ပစားပေါက်တယောက်လိုးကြလေဟမ်အဲ့ဒါကိုအဲ့ဒီဟိုဘယ်လိုပြောမလဲအဲ့ဒီဟော်ဂိန်းထုတ်တဲ့သူကြရေးကြီးခွန်ချွတ်မပြောဘဲနဲ့မိချိုလာပြီးတော့သိရမလားအဲ့လိုမျိုးပေါ့နော်ပြပြမယ်ဘာဖြစ်နေဘာလာအားချောင်းတော့ငါ့အမြဘလို့ပြောမယ်လာပြောတတိရှင်ငါ့လည်းဖွင့်ဘလော့လဲဆိုပြပြမယ်ရှိုင်းကအဲ့ तू စပြီးတော့ရှိုင်းကိုမိချိုကိုဆွဆွဲပြီးတော့ရေးတဲ့အချိန်တော့တွားပြီးတော့စကားကိုကောင်းကောင်းပြောတယ်ညီလေလူတယောက်ကိုမသိတဲ့လူတယောက်အကြောင်းကိုဟုတ်မှန်းမသိအဲ့လိုမျိုးဆွဆွဲပြီးမပြောရဘူးအဲ့လိုမျိုးမပြောရဘူးလို့တွားပြောတာကိုလူမိုက်စကားပြောလို့လူမိုက်စကားတွေပြောတာအေးစကားပြောလို့မရဘူးအဲ့ဒါနဲ့ဒီကောင်ကတော့စကားပြောလို့မရအောင်ဆိုပြီးတော့ဘလော့လိုက်တာအဲ့လိုမျိုးကြောက်လို့မဟုတ်ဘူးတဲ့ပြောလေနော်ဘလို့ပြောမပြောနဲ့တဲ့ပြောလိုက်လေတတိရှင်စားရှင်နော်နေအားချောင်းလို့ရမယ်တဲ့မှာငါပါဘူးနောက်ထပ်ကပြောရမယ်နော်ဆိုင်တူးမှသွားပြီးအားမချောင်းနေရတော့လေဘလို့လဲဆိုတော့ဗာလေငါ့ကို follower ရှင်မလား talent ရှင်မလားအဲ့ဒါတွေကစတာပါအမှန်တော့ဘာရှင်မလဲဟဟလားကြီးရနော်ဘာ follower ရှင်မလားလေနေရထားတဲ့ follower တွေကဘလို့ရထားလဲကိုဘလို့ရထားလဲမိချို character တွေမိချို character လေးနဲ့လောက်ပြီးတော့ဒါမိချိုလူကြိုက်ညားပြီးတော့ရလာတာကွာယူတောင်မှမိချိုနဲ့ခေါ်နေရမဟုတ်ဘူးလားနော်အဲ့လိုမျိုးဆိုတော့ကိုမေးတဲ့မေးခွန်းထဲမှာကိုအဖြေပါတစ်ခါလေးပြောနေပြီကိုအောင်မဲsorry ကိုအောင်ရဲကြော်ရဲ့တမိုင်းတော့ပြန်လည်ကြည့်လိုက်အောင်နော်အရင်တော့ဟုတ်မလို့နဲ့အခုခေါ်တော့ဆိုလို့ရှိရင်မိချိုလေးမချစ်တော့လားမိချိုလေးမချစ်တော့လားအပေးကြအောင်နော်မိချိုလေးအရင်လိုမချစ်တော့လို့ဆိုပြီးတော့စောက်ရှက်မရှိအောက်တန်းစား all ဆန်သွားနေနော်လိုက်ပြော like တွေ follower တွေဇွတ်တွေ comment မှခိုင်းစောက်ရှက်မရှိရ